မှာပေါ့ monetization လုပ်ဖို့အတွက်ဆိုရင်နှစ်နည်းရှိတယ်တနည်းကတော့ဂျပန်တငယ်ချင်းကို monetization account အသစ်ဖွင့်ခိုင်းလိုက်ဒါဆိုရင်0 follower နေပြီးတော့ follower 1000ရအောင်ကိုယ့်အကိုရှာပြီးလို့ရှိရင် monetization ပွင့်လို့ရတဲ့အချက်3ချက်ရှိတယ်တစ်ချက်ကတော့ auto ပြည့်တယ်ဘာလဲဆိုတော့16နှစ်ပြည့်ရမယ်ဆိုတော့16နှစ်က auto ပြည့်ပြီးသားပဲเนาะနောက်တစ်ခုကကြာဘာလဲဆိုတော့ follower 1000ကိုတစ်လအတွင်းမှာရှာရမယ် okay ဒါကိုကိုယ့်အကိုစူးစမ်းရမယ်နောက်တစ်ခုကဘာလဲဆိုတော့ view တသိန်းအထက်ရှိရမယ်ဗီဒီယိုတစ်ပုဒ်ကဆိုတော့ဒါမှမဟုတ်တသိန်းလား3သိန်းလားမသိဘူးအဲ့ထက်ရှိရမှာတော့ပြောကျွန်မလည်းသိချာမမှတ်မိတော့ဆိုတော့ထားပါ1 million ပုတ်ရတယ်ဆိုရင်မယ်monetization က setting ကပွင့်သွားပြီเนาะကဲအဲ့လိုမဟုတ်ဘူးကျမကတော့ follower 1000မရှာနိုင်ဘူးကျမကတော့ဟို monetization အောင်ထားပြီးသားအကောင့်ပဲဝယ်မယ်ဆိုရင်လည်းရတယ်ဝယ်လို့ရတယ်သူကကြတော့follower 1000လောက်ပါတယ်ဆိုရင်မြန်မာငွေနဲ့ဆိုရင်တသိန်းခွဲ2သိန်းအဲ့ဝင်းကျင်ဖြစ်သွားပြီเนาะဆိုတော့ follower အဲ့ထက်များရင်ပို့ပြီးတော့ပတ်စံပေးရတယ်အခုနောက်ပိုင်းတော်တော်များများကတော့အောင်ဟာတွေပဲဝယ်ကြတော့တယ်အောင်ဝီတာအကောင့်တွေဝယ်တယ်ပတ်စံတွေရှာကြတယ်ရလားမရလားတော့ကျွန်မလည်းမသိဘူးသူတို့မရှာရင်တော့ကျွန်မနဲ့မဆိုင်ဘူးเนาะအဲ့တော့သူများတကရတော်တော်များများမေးကြတယ်ဘယ်လိုတင်ရတာလဲပေါ့ပတ်စံကဘယ်လောက်ရတာလဲပေါ့ဘယ်ချိန်မှဘယ်လိုရမှာလဲပေါ့ပတ်စံကိုဘယ်လိုပြန်ထုတ်ရမှာလဲပေါ့အဲ့အတွက်ဘာမှမပူနဲ့ပတ်စံထုံးမဲ့ကိစ္စကိုဘာမှမပူနဲ့เนาะအရေးကြီးတာကပတ်စံရအောင်အရင်လုပ်ရမယ်နော်သူကကြတော့တချို့တော်တော်များထင်ကြတယ်ငါကတော့ follower ပါပြီးသားအကောင့်ဝယ်တယ်ငါအကောင့်ကြီးကတော့ view များသွားမယ်ညာသွားပြီးလို့ရှိရင်ပတ်စံတွေအများကြီးဝင်လာမယ်အိုးအဲ့လိုမျိုးတွေးကြတာကွယ်အများကြီးသိရလားမရဘူးနော်အဲ့လိုမျိုးမရဘူးနော်တယောင်စူးစားရတယ်ပတ်စံဆိုတာအလကားမရဘူးဟုတ်ပြီနော်နားလဲနော်အေး monetization အောင်ထားပြီးသားအကောင့်တွေဝယ်ခြင်းဝယ်လို့ရတယ်2သိန်းခွဲ3သိန်းအဝင်းကျင်ပတ်ချလဲမှာပဲတော်တော်များများရှိကြတယ်အရင်တော့3သိန်း2သိန်းခွဲ2သိန်းအခု2သိန်းခွဲကနေ3သိန်းအဲ့လိုမျိုးဖြစ်ကုန်တယ်အစားစားဖြစ်ကုန်ပြီเนาะဆိုတော့ဝယ်လို့ရတယ်ဝယ်လို့မရတာမဟုတ်ဒါပေမဲ့တခုရှိတာကကိုကသေးသေးချာချာစူးစမ်းဖို့ content ရှိနေလားစဉ်းစားရမယ်နောက်တစ်ချက်ကဘာလဲဆိုတော့တော်တော်များများဖြစ်တဲ့ကိစ္စသူများစီကအကောင့်ကိုကဝယ်လိုက်တယ်ကိုစီလည်းရောက်ကော view ကမတက်တော့စိတ်တရညစ်ကောအဲ့ဒါပုံမှန်ဖြစ်လေဖြစ်ထားရှိတဲ့အရာတစ်ခုပဲเนาะအဲ့ဒါပုံမှန်ဖြစ်လိမ့်ဖြစ်တာရှိတဲ့အရာတစ်ခုပဲเนาะဆိုတော့အဲ့ဟာဒီတော်တော်များဖြစ်ကြတယ်ကျမစီကိုပြန်လာပြီးတော့အကောင့်ကြီးက view မတက်ဘူးကျမပြန်မလို့ချင်တော့ဘူးဆိုတော့အဲ့ဒါကသူများစီကနေကိုကဝယ်လိုက်ပြီးတော့ကိုကတူပါလာတဲ့ဗီဒီယိုတွေကိုဖြတ်လာတော့လကောင်းအုံနီးမီလောက်လာတော့လကောင်းကျမတို့